ဂျပန်နိုင်ငံမှာတော့ဘလို့အဆောက်အအုံမျိုးကိုမှဆိုမတီးဆောက်ခင်မှာ engineer တွေအနေနဲ့ project ရဲ့ပုံစံတူ model market ကိုအတိအကျပြုလုပ်ပြီးအစိုးရထံတင်ပြရမယ့်တာဝန်ရှိပါတယ်ဒီပုံစံတူ model မရှိရင်လုပ်ငန်းစတင်ဖို့ခွင့်ပြုချက်ရရှိမှာမဟုတ်ပါဘူးဒီအသေးစားပုံစံတူဟာအဆောက်အအုံကိုပဲပြသတာမဟုတ်ပဲပတ်ဝန်းကျင်မှာရှိမဲ့ဥယျာဉ်ချမ်းမြေတစ်ပင်မီးအလင်းမောင်နဲ့အပြင်ဘက် area တွေအပြင်အသေးစိတ်အချက်လက်အားလုံးကိုပါလက်တွေ့မှာဖြစ်လာမယ့်အတိုင်းအတိအကျဖော်ပြပေးထားတာပါတကယ်လို့ဒီအဆင့်ကိုကြော်ပြီးဆောက်လုပ်ရေးလုပ်ငန်းစတင်ခဲ့ရင်ငွေကြေးအရပြည့်နှက်ခတ်ခံရမှာသိကြပါတယ်ဒါပေမဲ့သူတို့ဘာကြောင့်ဒီလိုလုပ်ကြတာလဲအကြောင်းပြချက်ကတော့ရိုးရိုးရှင်းရှင်းလေးပါတဲနဲ့ချိပြီးမရင်းနှီးခင်မှာဝယ်ယူသူတွေအနေနဲ့သူတို့ဘာကိုဝယ်ယူနေလဲဆိုတာကိုတေချာမြင်တွေ့စိတ်ဖြာစမ်းစစ်ပြီးနားလည်သဘောပေါက်ခွင့်ရှိရပါမယ်ဒါမှသာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချောနိုင်မှာဖြစ်ပြီးမိမိတို့ရဲ့ငွေကြေးဒီအလဟတမဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်ကဲတငယ်ချင်းတို့ရောဂျပန်နိုင်ငံရဲ့တိကျတဲ့ plan အစီအစဉ်ကိုသဘောကျလားဗျာ comment မှာသဘောထားလေးရေးပြပါအောင်နော်